ဒီနေ့က Estee Lauder ကနေဝယ်ထားတဲ့ Holiday lipstick set 5ချောင်းပါတဲ့ဒီ set ကိုစမ်းကြည့်မှာဖြစ်ပါတယ်အခုကမျက်နှာမှာဘာမှမလိမ့်ထားဘူး eye makeup ကောဒီ face makeup ကောဘာမှမလိမ့်ထားဘူးပေါ့နော် moisturizer တစ်ခုပဲလိမ့်ထားတယ်အဲ့ဒီတော့နှာခမ်းတွေ5ချောင်းကဒီမျက်နှာ bare face မှာဘယ်လိုရှိလဲစမ်းပါပေါ့နော်5ချောင်းလာပါတယ်သူ့ကို okay အနီရောင်လေးအရင်ကြည့်ကြည့်မယ်နော်အနီရောင်လေးဖြစ်ပါတယ်အနီရောင်လေးရဲ့နာမည်က red ribbon လို့ခေါ်တယ်ပေါ့နော် packaging လေးကဒီလိုလာတယ်လုံးဝ holiday ပုံစံလေးပေါ့နော် okay oh my god လှလိုက်တာဟာကြည့်ပြမယ်သူ့ရဲ့ details ကိုပြမယ်သူကလေဒီသူ့ရဲ့နှာခမ်းတွေထိတ်ကလေးမှာမြင်ရလားမသိဘူးလို့လုပ်ကြည့်လိုက်နှာခမ်းတွေထိတ်ကလေးမှာသူကဖဲပြားပုံစံလေးနဲ့ဖဲပြားပုံစံလေးကိုသူကအသားတစ်စိမ့်သူ Estee Lauder အသားတစ်စိမ့်လေးပါတယ်ပေါ့နော်ဆိုးရမှာတော့နှစ်မျိုးရယ်ကြည့်ပါဦးလှလိုက်တာတိချာ details လောက်ထားရယ်ပေါ့နော် oh my god ဆိုးရမှာတော့နှစ်မျိုးရယ် okay စမ်းကြည့်လိုက်မယ်နော် okay စမ်းပါမယ်အိုးညနာကိုလုံးဝလင်းထွက်သွားတာနော်။ तू ကလေကြည့်ရतू ကလိမ်မော်ဘက်နည်းနည်းများတယ်ပေါ့နော်။အခုမိအသားကြီးက warm tone နဲ့မှာပါတယ်။ warm tone color ဆိုတော့အဲ့လိုအနီတွေပါတွေဆိုရင်ပေါ့နော်ဒီလိမ်မော်တန်းတဲ့အနီတွေပါဆိုနည်းနည်းသတိထားပြီးစိုးရတယ်ပေါ့နော်။ anyway ဒါက red ribbon အနီရောင်ဖြစ်ပါတယ်။ makeup မလိမ့်ထားတာတော့မျက်နှာလုံးဝထင်းထွက်သွားတာပေါ့နော် okay red ribbon ပြီးပြီဆိုတော့နောက်တစ်ရောင်ဖြစ်တဲ့ sneak peek ဆိုတဲ့အရောင်လေးစမ်းကြည့်မယ်နော် okay ဒီတစ်ချောင်းက sneak peek ကိုစမ်းကြည့်ပါမယ်ကြိုက်လိုက်တာ sneak peek ကလေမေငငယ်တုန်းကဆိုတာအသက်20ဝန်းကျင်လောက်တုန်းကပေါ့နော် Estee Lauder ကိုစသေးတဲ့အချိန်တုန်းကပန်းငပိရောင်ဆိုပြီးတော့အရန်ဆိုတာနေ့တိုင်းဒီပါဆိုတဲ့အရောင်နဲ့တူတယ်ဒါမေအသားရည်နဲ့တော်တော်လိုက်တယ်ပေါ့နော် oh my god ကြိုက်လိုက်တာဒါလေးက sneak peek ပါဒီနှာခမ်းတွေကလုံးဝ daily ဆိုမဲ့နှာခမ်းကြီးဆိုတာလုံးဝသိချာသွားပြီပေါ့နော်သဘောကြီးကြရကိုကိုokay အဲ့လိုဆိုရင်နောက်တစ်ခုထပ်ဆန်းကြည့်မယ်နော် sneak peek ပါရှိ okay ဆိုရင်နောက်တစ်ချောင်းကဘာဆန်းရမလဲနောက်တစ်ချောင်းက blushing bowl လေးဆန်းကြည့်မယ်နော်သူလဲခုနလိုမျိုးပန်းခရမ်းအရောင်လေးနဲ့ဆန်းတော့အော် sorry ပန်းငပိပြောတာဒါလေးကငပိအရောင်ဘက်ကိုပို့ပြီးသွားရတယ်ပေါ့နော်ဒါမှတကယ်ပန်းကပိအရောင်တော့oh ဒါ blushing bowl oh my god ဒီရောင်လေးကြိုက်လိုက်တာ
စောင်းရသည်ဆိုရင် makeup အမိုင်းလေးပြင်နေဆိုရင်ဒီရောင်လေးနဲ့လှတယ်ပေါ့နော်ဒါဆိုပါနီကိုဘာလို့ makeup full on လဲဆိုရင်လေဒီနှာခမ်းတွေအရောင်နဲ့ဆိုအရင်กว่า heavy ဖြစ်တဲ့ look မခံစားရဘူးပေါ့နော် classy ဖြစ်တဲ့အရောင်လေးပေါ့ okay ဒီအရောင်လေးက blush and bow အရောင်ဖြစ်ပါတယ် sneak peek နဲ့ခုန sneak peek နဲ့အခု blush and bow နဲ့ကအရောင်တိတ်မကွာဘူးเนาะဒါကတော့ဟိုပန်းငပိအရောင်ဘက်ပိုတန်းတယ်ပေါ့နော်ငပိအရောင်ဘက်ပိုတန်းတယ်လာလိုက်တာဒါကလေစိုးရတာလေအရန် moisturizing ဖြစ်တယ်လို့ခံစားရတယ်ဒီလားနှာခမ်းလေးကိုလေအီပြီးတော့လေအရန်နေလို့ကောင်းလဲဟိုလိုမျိုးအဖက်ဖက်တွေဖြစ်ပြီးခြောက်နေအဲ့လိုမျိုးလုံးဝမရှိဘူးပေါ့နော်စိုးလိုက်တဲ့နှာခမ်းလေးကအီပြီးတော့နှာခမ်းကြီးလိမ့်ထားရဆို feeling မခံစားရဘူးပေါ့နော်အဲ့လိုမျိုးအီလေးနဲ့နေလို့အရန်ကောင်းတယ်Okay သုံးချောင်းပြီးသွားပြီဆိုတော့နှစ်ချောင်းကြံလေးရပေါ့နော်ဒီတစ်ခေါက်ကဒီပန်းရောင်ဟာလေးစမ်းကြည့်အောင် velvet ribbon လို့ခေါ်ပါတယ် velvet ribbon နဲ့ခေစမ်းကြည့်လိုက်မယ်နော်Okay အော် तू ကပန်းရောင်တော်တောက်တယ်ဟောဒီရောင်ကတော့မေးနဲ့မလိုက်ဘူးလို့ခံစားရတယ်နှာခမ်းကို2ရောင်3ရောင်ဆက်ဆိုးကြည့်ရင်တော့အခြေအနေဘယ်လိုရှိနေလဲမသိဘူးပေါ့နော်ဒါကဒီ bare face ကိုပန်းရောင်တစ်ခုလေဒီဟာတစ်ခုလေဆန်းဆိုးကြည့်ထားတာပေါ့နော်ဒါလေးက velvet ribbon လို့ခေါ်ပါတယ်မေးမကြိုက်ဘူးပေါ့နော်ဒီရောင်full makeup ဆိုရင်တော့ဘယ်လိုနေမလဲမသိဘူး full makeup ဆိုအဲ့လိုပြောင်းချော်ချော်ကြီးဖြစ်သွားမလို့ခံစားနေရတယ်ပေါ့ဒါပေမဲ့ဟိုနှာခမ်းကြီးအခု9ချောင်းထဲမှာ3ချောင်း4ချောင်းဆမ်းပြီးသွားပြီကွာ3ချောင်းကြိုက်တယ်ဆိုတော့မဆိုးဘူးပေါ့နော် main ကလေးတွေတွက်နေလေ okay အားချောင်းနောက်ဆုံးတစ်ချောင်းပဲကျန်တော့ရ right နောက်ဆုံးတစ်ချောင်းက rosy ribbon ပြီးရင်စမ်းကြည့်မယ်နော်ပြောင်းသွားပြီဆိုတော့နောက်ဆုံး rosy ribbon စမ်းကြည့်ပါမယ်ဒါလေဆိုရမှာအရင်နှမျောတာပဲသူ့ရဲ့ဒီ ribbon လေးကိုဖြတ်စီးလိုက်ရမှာအော် तू က nude ဘက်ပို့သွားရောဒါ nude ဘက်ပို့သွားတယ် rosy ribbon မှာဒါက bare face နဲ့စမ်းကြည့်ရပါတော့နောက်ကြမှာ full makeup look နဲ့အရင်ထပ်ဆန်းလို့ရတယ်ပေါ့နော် makeup လေးရမှာအရင်ပြင်းလို့အပြင်သွားရင်လိမ့်တာကိစ္စမရှိဘူးကွာအဲ့လိုအိမ်မှာနေရင်အခုနှာခမ်းတွေကလည်းအရင်ဆန်းစင်တယ်သိရပါလားအိမ်မှာလေးကြည့်လို့ပေါ့နော်စိုးကြည့်ကြတော့အကုန်လုံးနဲ့မှာဘယ်ဟာကိုကြိုက်ဆုံးလဲဆိုရင်ခုနကပန်းငပိအရောင်အဖြစ်ဆုံးပေါ့နော်အဲ့ဒါကိုကြိုက်တယ်အဲ့ဒါနံပါတ်တောင်မိသွားပြီနံပါတ်ကဘာလဲမသိဘူး blush and bow နံပါတ်က right ခေပြဝိုင်းတာတချောင်းပြောင်းနေ၄ချောင်းပဲတွေ့ရတယ်ဒီနားမှာကိုယ့်ကိုပြောင်းဆန်တယ် okay တချောင်းတွေ့ rosy ribbon မဟုတ်ဘူး blush and bow 5ချောင်းဆိုးရတဲ့ထဲမှာအကြိုက်ဆုံးကတော့ blush and bow ဖြစ်ပါတယ် blush and bow ကတော့တည်ကြတယ်နေ့တိုင်းအပြင်သွားတိုင်းဆိုးမှာ daily ပေါ့နော်ကျန်တဲ့ဟာတွေလည်းဆိုးမှာပါဒါပေမဲ့အကြိုက်ဆုံးကိုပြပြတာပေါ့နော် blush and bow လေးပြန်ဆိုးကြည့်မယ်နော်
blushing ဖို့အကြိုက်ဆုံးပါပဲရှင်ဒါလေးက blushing ဖို့ color ပါ9ရောင်ပါတယ်ပေါ့နော်9ရောင်ပါတာကိုသူက$45ပေးရတယ်$45ကိုအခွန်မပေးရသေးဘူးပေါ့နော်အခွန်က10%လောက်ပဲတွက်ပါအောင်အဲ့တော့50လောက်ပေါ့50လောက်ပေးရတယ်50ကို1 2 3 4 5ချောင်းပါတယ်ပေါ့နော်50ကကျတော့တခြားကို10လောက်ကြာတာပေါ့10လောက်ဆိုတော့မစိုးပါဘူးသိရမလားကိုကြိုက်တဲ့အရာလေး3-4ခုပါတယ်ဆိုတော့ကြိုက်တယ်ပေါ့နော်ဒီ Estelle Lauder ကတခြားတော့10နဲ့ရတယ်ဆိုတော့ဈေးမဆိုးတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်အရင်တော့ကတော့ Estelle Lauder ကဒီဟာစိုးဘူးတယ်ကွာသူကတော့ long lasting အရင်မဖြစ်ဘူးအကြာကြီးမခံဘူးတည်လားအလွန်ဆုံးခံ2နာရီလောက်ပဲခံတယ်ကွာဒါမှကိုကအဲ့2နာရီတော့မှဘာကြီးစားလဲဘလောက်စကားပြောလဲပေါ့မှမူတည်သေးရပေါ့နော်ဒါပေမဲ့မေကဘာမှမဖြစ်ဘူးအဲ့လိုlong lasting မဖြစ်လဲရတယ်ကွာခဏထုတ်ဆိုတယ်တည်လားတန်တယ်ကွာဘာလို့ဆိုနှကန်းဒီတခြားကသူကဝယ်ထားရင်အကြာကြီးဆိုရတယ်တည်လားအကြာကြီးဆိုရတယ်ဆိုတော့long lasting ဖြစ်ပြီးတော့နှကန်းပေါ်မှာနေလို့မကောင်းတာပြီးတော့6တာအဲ့လိုထပ်စားရင်ပေါ့နော်နှကန်းလေးဆိုအီလေးနဲ့ပြတ်သွားလဲကိစ္စမရှိဘူးထပ်ဆိုးမယ်ကွာအဲ့လိုမျိုးမေရပေါ့နော်ဒါပေမဲ့အဲ့လိုတစ်ခါလေးကြာရင်ပွဲတွေပါသွားရင်နှက်ခမ်းတွေ touch up လုပ်လို့အဆင်မပြေတဲ့အချိန်တွေရှိရပေါ့နော်အဲ့လိုမျိုးပွဲဆိုရင်တော့အဲ့လို long lasting ဖြစ်တဲ့ဟာမျိုးကိုရွေးဆိုတယ်ပေါ့နော် daily wear ကတော့နှက်ခမ်းပေါ်မှာနေလို့ကောင်းတယ်အဲ့လိုမျိုးအဖက်တွေမလန်ဘူးအထူးသဖြင့်ကွာဆောင်းတွင်းရောက်တော့မယ်ဆိုတော့နှက်ခမ်းကအဲ့လို6တာတွေကွဲတာတွေဖြစ်တယ်လေအဲ့တော့လိုမျိုး moisturizer ပါတဲ့ဟာလေးစိုးတင်တယ်ပေါ့နော်အဲ့လိုဆိုရင်နည်းနည်းလေးနှက်ခမ်းလေးကအဆီဓာတ်လေးထိန်းထားပြီးတော့နှက်ခမ်းမ6တော့မကွဲတော့ဘူးပေါ့နော်โอเคဒါကမေဆိုးလွင်ဝယ်ထားတဲ့ Estelle Lauder 9ချောင်းပါတယ် gift set ကိုဆန္ဒဖြစ်ပါတယ်အားလုံးပဲအမှတ်တရအနေနဲ့တင်ထားတာပေါ့နော်။အိုးနေပါဦးနှကန်းမှာဆမ်းပြီးတော့လက်မှာဆမ်းပြီးဖို့ကြံသေးရဲ့အသားရအောင်။ဟုတ်တယ်ဆေးပိုင်းမလုပ်ခင်လက်မှာအရင်ဆမ်းပြလိုက်အောင်ပါနော်။ Okay ဒါ blushing bowl ကိုလက်မှာဆမ်းပြမယ်။ပန်းကပိရောင်ဒီကိုတစ်ချက်လို့ရင်ဆန်းပြလိုက်မှာเนาะ blushing bowl color okay ဒါကအခုထပ်ဆိုပြမှာက rosy ribbon okay blushing bowl rosy ribbon sneak peek Ooh. Sneak peekနောက်တစ်ခုက velvet ribbonနောက်ဆုံးတစ်ခုကအနီရောင်ထင်းထင်းလေးပေါ့နော်ဒါကနှစ်ချက်စီ swipe လုပ်ထားတယ်ပေါ့နော်နောက်ဆုံးက red ribbon color ဖြစ်ပါတယ်လက်ကလည်းလိန်သွားတယ်လို့တာ anyway ဆိုပြထားတဲ့ color တွေဖြစ်ပါတယ်ဒါမေရ warm tone ပေါ့နော်အဲ့တော့ warm tone color မှာဒီလိုရှိပါတယ်ဒါဝယ်ခြင်းနဲ့တငယ်ချင်းတွေရှိရဆိုရင်ဆန်းဆိုပြဟာပေါ့နော်โอเคအားလုံးပဲဒါပျော်ရွှင်တဲ့နေ့လေးပိုင်ဆိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှစ် bye bye